ဖိနိုင်ငံလဲဘာလုပ်လဲပြောပေးပါတဲ့ဆိုလို့ဖိနိုင်ငံလဲဆိုတော့စင်ကာပူနိုင်ငံမှာအလောက်ကအိမ်အလုံးနဲ့ဖိုးဖွားကြီးကလေးထိန်အိမ်မွေးတိရစ္ဆာန်လေးကြီးအဲ့လိုအလုပ်ပါအဲ့ဒါကိုအကျွေးစနစ်နဲ့ပို့ပေးတာပါအကျွေးစနစ်ကအသက်23ကနေ38အထိကိုလက်ခံပေးတယ်အသက်23ကနေ38အတွင်းဆိုရင်ခြေတို့စီမှာအကျွေးစနစ်ဘာမှပတ်စံတပြားမှတွင်းစရာမလိုဘူးเนาะ9လဖြတ်တကယ်လို့ကိုက9လဖြတ်ကိုများတယ်9လဖြတ်လောက်နဲ့လုပ်ပေးပါဒါမှမဟုတ်2လဖြတ်လောက်နဲ့လုပ်ပေးပါအဲ့လိုပုံစံမျိုးဆိုရင်လည်းခြေတို့ဒီဘက်မှာအတွင်းလေးတွေရှိရယ်เนาะအဲ့အတွင်းလေးတွေနဲ့ခြေညှိပြီးတော့လုပ်ပေးတယ်လဖြတ်နေခြင်းတယ်ဆိုလို့ရှိရင်ပေါ့เนาะလဖြတ်နေခြင်းတယ်ဆိုရင်တော့ငွေကြိုသွင်းရတာရှိမယ်။ဒါလို့လုံးဝမှတပြားမှမသွင်းနိုင်ဘူး။သမီးတို့ကအိမ်ကိုလည်းကူညီခြင်းနဲ့နိုင်ငံခြားလည်းထွက်ခြင်းနဲ့အတန်းပညာလည်းတိတ်ပြီးတော့ရန်ကြီးမရှိဘူးဆိုရင်လည်းရတယ်ကိစ္စမရှိဘူး။အဲဆိုရင်အကျွေးစနစ်နဲ့လည်းလုပ်ပေးတယ်ပြီးလို့ရှိရင်စာလည်းတေချာတင်ပေးမယ်နော်။ကိုယ့်ဘက်ကလိုက်နာဖို့လိုတယ်ကိုယ့်ဘက်ကစာကြိုးစားဖို့လိုတယ်အလုပ်ကြိုးစားဖို့လိုတယ်စိတ်တက်ခိုင်မာဖို့လိုတယ်ပြီးရောစင်ကာပူရောက်ရင်ပြီးရောဆိုပြီးတော့မှအဲ့လိုပုံစံမျိုးဆိုရင်မလာပါနဲ့အစောကြီးကတည်းကနော်စင်ကာပူရောက်ရင်ပြီးရောအလဲသွားမယ်ပြီးရင်မလုံနိုင်ဘူးပြန်လာမယ်ရောကြီးလည်းမပေးနိုင်ဘူးဘာညာအဲ့လိုကိစ္စတွေဖြစ်လို့မရဘူးเนาะကျွေးစနစ်နဲ့သွားဖြစ်တဲ့အတွက်အကျွေးကြီးရဲ့အထီကိုလည်းအလုပ်လုပ်နိုင်ရမယ်စာချုပ်ပြည့်ရဲ့အထီကိုလည်းအလုပ်လုပ်နိုင်ရမယ်စာချုပ်ကတစ်ခါချုပ်ရင်2နှစ်ဖြစ်တယ်အင်ရှင်တစ်ခါစီမှာစာချုပ်တစ်ခါချုပ်ပြီးဆိုရင်2နှစ်ရှိတယ်အဲ့2နှစ်ကိုကပြီးအောင်လုပ်ပေးလို့လုပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့စာချုပ်2နှစ်ကိုမပြီးဘဲနဲ့ကိုကအင်ရှင်နဲ့ပထမအင်ရှင်နဲ့အဆင်မပြေဘူးပြောင်းရမယ်ဟေးပါရေးဆိုလဲအင်ရှင်စီက transfer letter ရပြီဆိုတာနဲ့စင်ကာပူ agent ကနေပြီးတော့မှထပ်ပြီးတော့နောက်ထပ်အင်ရှင်တွေပြန်ပြီးမှ market လုပ်ပေးပါတယ်ပြန်ပြီးမှရှာပေးတယ်เนาะအလုပ်ရှာပေးတယ်ထပ်ပြီးတော့ရှာပေးတယ်ကိုဘက်ကနေပြီးတော့အဓိကအလုပ်ကိုတက်ကြောတင်းတင်းနဲ့လုပ်နိုင်ဖို့လိုတယ်စာတွေလေ့လာဖို့လိုတယ်စကားပြောဘာသာစကားပြောနိုင်ဖို့အတွက်တရုတ်စာအင်္ဂလိပ်စာလေ့လာပေးဖို့လိုတယ်เนาะအတန်းပညာအားနည်းရင်လည်းခြေထက်စီမှာကစာတေချာတင်ပြီးတယ်ကိုဘက်ကလိုက်နာဖို့ပဲလိုရယ်เนาะအဲ့တော့ပြန်ပြောပါမယ်စင်ကာပူနိုင်ငံကိုပဲပို့တာပါပြီးရင်အမျိုးသမီးတီးတက်ပဲပို့ပေးတာပါအမျိုးသားကြီးလက်မခံသေးပါဘူးအမျိုးသားကြီးလုပ်တဲ့ခါကျရင်လည်းကြီးညာပေးပါမယ်ပြောပေးပါမယ်လာမယ်ဆိုရင်တော့ဥမာနယ်ဘက်ကလာတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗာလဲအောင်မင်္ဂလာကကိတ်ကိုခြေလာကြိုပေးတယ်ပေါ့နော်ခြေတို့ရန်ကုန်မှာကျုံးဖွင့်ထားပါတယ်တင်တန်းကတော့ရန်ကုန်မှာပါအဲကြောင့်မို့လို့လာကျင်တယ်ဆိုလို့ရှိရင်ခြေတက်စီကိုဖုန်းဆက်လိုက်ပါ